我去，啊，你都剪个来的，我再来。对，你来了。对的。ဒီမြောက်တာနဲ့ဒီလက်ဆိုတာလိမ့်လို့မရဘူးเนาะပို့ဆိုတာ run လိုက်တာဆိုတင်လိုက်လို့ရှိရင်လည်း post တစ်ခုဖြစ်သွားတာဟုတ်လားအားလာချက်ကလိမ့်လို့မရဘူးဟုတ်ပါဒီရဲ့ဒီစားတရားနေပြင်မင်းနဲ့နော်တော်တော်စစ်ရှင်နေတာသူကအဲ့ဒါကိုအဲ့လိုရည်ပြီးတော့ပြောကြလို့လားရကန်ကိုအောင်စားလာကိုမညောင်းပါကောက်ပြီးဟဲ့လားဟမ်ကလာဆိုဒီစားလုံးကကြိတ်လိုက်မှာ3ချက်တော့စားပြီးချိန်မှာဩသမုံရီကတော့သူတို့အမှတ်တရရိုက်လိုက်ပါဩပြောပါရှမ်းပွဲတယောက်နဲ့အသေးပုံလေးလောက်ပါတယ်တဲ့ငါမြင်သွားရဲ့ဟာမဟုတ်ဘူးအမားနေချတဲ့လားမသိမဟုတ်ဘူးအဲ့ဒါဒီလိုရှိရဲ့ဘာဒီလိုရှိရကွန်မနီလို့ကွန်မနီကိုလည်းတတိရတယ်တဲ့သူကကွန်မနီကိုတတိရတော့တဲ့အဲ့လိုမျိုးတည်ရမလားကွန်မနီကိုတတိရရင်ကွန်မနီအစာဝင်လို့ရမှာလားအစာဝင်တာမဟုတ်ဘူးကအဲ့လိုမျိုးတည်ရမလားအားမငယ်နဲ့တဲ့အဲ့လို fighting ပါအားဖြည့်ပြီးတော့အဲ့လိုလည်းမဟုတ်ပါဘူးလို့ဘာရောက်တိုင်နေရလဲအဲ့လိုတော့သူများကျွန်တော်အဲ့လိုမနေ့ကလာတဲ့ပွဲတွေကနေမှာဆိုတဲ့ကျွန်တော်ပြင်မှန်းရကြုံဟုတ်လေပေးပါဦးနဲ့ကွန်မနီမရှိရင်ကွန်မနီအစာဝင်လို့မရဘူးလေအဲ့လိုမဟုတ်ဘူး तू ဒီလိုပခုံးကိုတင်သွားတာပြီးလည်းပြောဟိုကတဲ့သူ့ကိုလည်းပြန်တင်ပေးပါတဲ့အဲ့လိုမျိုးပြန်တင်ပေးပါတော့ तू ပြောရတဲ့အထက်မှာအသေးဝင်လို့ပဲပြောတာပခုံးဖတ်တယ်ကြမှာပါဘူးထွက်လာပြန်မဟုတ်ဒီလိုမျိုးလေးတင်တာဒီလောက်လေးပဲအရင်ကြီးမဟုတ်ကွန်မနီတို့ဒီလိုမျိုးကြီးမဟုတ်ဒီလောက်လေးပဲတင်တာကွာအဲတခါရိုက်တယ်ပြီးတော့ဒီဘက်ကိုပြန်တင်လိုက်ပြီးတော့ဒီလိုမျိုးလေးလောက်ပါဆိုတော့အဲ့လိုမျိုးရှမ်းအဲ့မှာပါလေရှမ်းရတော့အကုန်လုံးမချစ်ပါဘူးချစ်ပါတယ်ချစ်ပါအောင်နော်ချစ်ပါတယ်ခုနကသူ့ခံရတယ်ငါတို့နှိမ်နှင်းသွားတာနော်ကျွန်တော်တိုင်ရအောင်မကြည့်ချစ်တယ်လို့နှိမ်နှင်းသွားတာကျွန်တော်မှပြင်မဲ့ခံပြီး no သူ့ရှန်နေအောင်နေပါစတဲ့မှာရှန်မဲကြီးသူ့ဖန်တွေကဒီအခန်းထဲကနေကျွန်တော်တော့မတူဘူးတဲ့နော်ကျွန်တော်မကြိုးကြအမေရှန်လေးကမနီးမနီးဖြစ်နေတော့သူတို့မနိုင်ဘူးပေါ့နော်မနိုင်တော့ကျွန်တော်လာတော့လေရှမ်းရဲ့အိယာပေါ်မှာလေနှကန်းကြီးရာတွေ့ပြီလားလူ3000ရှိမှကျွန်တော်တိုင်လာရှမ်းနှကန်းဒီပေါ်မှာအိယာဖန်လေးတွေကောင်းပါလေးနှကန်းဒီပေါ်မှာအိယာရှမ်းဆိုဘာလို့ကောင်းပြီမှာလဲတွေ့လားအဲ့ဒါကြီးကကွန်မန်တီကိုကြောက်စေးမတွန်းနဲ့ရှမ်းရဲ့အိယာပေါ်ကနှကန်းကြီးอ่ะဟိုပါလေဖန်လေးတွေသူတို့ဆိုးသွားတာဖန်ကနှကန်းဒီဆိုပြီးအိယာမှာပြီးတော့ကြံကြားရတယ်ပြန်ကြတယ်အရင်ဝမ်းနဲ့ကိုကောင်းတယ်နော်ပြန်မလာတိုးလို့ငါတို့ကလေးကိုပြောရပါမယ်တခါလေးခံစားရလေပြောရှင်တယ်ကျွန်တော်ကကြည့်လူဆိုကြီးဖြစ်နေရလေနော်ချလိုက်တယ်ဘာနဲ့ဆိုရင်ရှိုင်းရပြန်ကြိုက်မှာလေတဲ့ဘာနဲ့ဆိုပြန်မကြိုက်ဘူးဘာနဲ့ဆိုပြန်မကြိုက်ဘူးခိုင်းနေတော့ဖြစ်နေနော်ပြောပြရောအဲ့မင်းကလည်းမေးရတယ်ဒီလိုက်ကြီးမအောင်သွားပြီးတော့မေးတယ်လို့ဘာဆိုပြီးပြီးသွားပြီဆိုရင်ပြီးချင်းအထုပ်ဆွဲပြီးတော့ထွက်လာမှာဟိုမှာအထုပ်တွေကတခါတည်းတိန်းအောင်တိန်းပြီးသွားပြီကျွန်တော်လွမ်းလို့မအဲ့ဒါမန္တလေးဆင်းလာမလို့လေဒါပေမဲ့ကိုမနီကရန်ကုန်ရောက်နေရဆိုရန်ကုန်ပဲအမိလာခဲ့ပါမယ်ခဲ့ပါစောင့်နေပါရဲ့ရန်ပြင်မှန်းတယ်လိုမိုတီပေးအောင်ပေါ့ကိုမနီကပြောရနော်ခုနကအဲ့လိုမျိုးကိုထက်ကြီးရဲ့လိုပဲအဲ့လိုမျိုးနော်စိတ်ဝင်စားဆိုတော့ဟိုရှမ်းကလည်း23နှစ်နော်ရှမ်းကျွန်တော်လည်းကြီးရဲ့လीအဲ့နဲ့အေးရနိုးရင် brand ချက်ပေါင်းကြီးတိုက်တယ်မောနေရောတဲ့နော်ကိုအောင်စားကြမလို့ဒီနေ့ရှိတယ်ငါလေးခေါ်ခဲ့ပါဦးဆန်လေးကိုပြီးတော့မဆန်တာလေမောင်ကလေးပဲထားခဲ့ရလဲစွတ်ပြီးကလေးရဦးမကလေးလာအော်ကြော်တက်လိုက်ရတယ် YouTube မှာလည်းပြန်ကြည့်ပါတယ်ကျေးဇူးပါတွေ့လားတွေ့လားအဲ့လိုမျိုးနော်ပြုစုခံရင်ရည်စားထားကြ
ဘယ်လိုပြောလိုက်တာဘယ်လိုကလေးလို့ခေါ်ပါဘောသူဟုတ်တယ်ကလေးလေးလို့ခေါ်ပါဘောမောင်ကလေးလို့ခေါ်မောင်ကလေးကျွန်တော်ကတော့ချေရရလို့နဲ့ဖြတ်တန်းနေပြီဆိုတော့လေအကုန်လုံးလည်းချေရသူတွေနဲ့ဖြတ်တန်းစီချင်ပါရဲ့ဗျာအိုးရှမ်းမတစ်ခွက်ပြကိုမနီကြွေပါ යි ကိုမနီကြွေပါ යි โอเคအဲ့ဆို ဆိုင်ကိုအဲ့မဖြစ်ဘူးလို့ဖြစ်လို့ဖြစ်လို့မဖြစ် ရပါရဲ့ဩနားလည်းပြပါရဲ့တူတူချစ်မယ်လေနော် တူပြကြရအောင်ညကြအယုတ်ကြီးလို့ဒီနေ့သူချွဲနေကျွန်တော်ချွဲနေ အလဲချချွဲ သူကတော့စားဖို့တော့ပဲစူးစမ်းနေပါကြည့်ပါ အားမဟုတ်ဘူးခိုးမလို့စောင့်နေဟုတ်တယ်လူရဲအပြစ်ပဲပြောချင်နေရ ခွန်းခိုးချင်တော့ ခုန်းမှာ ခုနကလည်းအဲ့လိုပဲခိုး တောင်းမှမှာ တကယ်ကောက်ကိုကောက်တော့မှာ မကောင်းကောင်းနေလားစားဘူးညကိစ္စမှာအကောင်းဆုံးကိပဲသူခွန်းလို့လာမယ် ပြန်ခုံးလေ ခုမနေအဲ့ဒါဆက်ဖက်ပုံဘဝလေး နားလိုက်တာအော် live ကြီးမှာကောက်ပြီဟာရောင်ပြီး live ကြီးမှာကောက်ပြီဟာတောက်ပေးလို့ပဲတင်တော့မယ်တကယ်အဲ့သူပေးထားသူနာမည်ဖြတ်နေလိုက်ပြီးတော့တမျိုး အများကညစားမရှိမအာ အခန်းလေးကိုမစိုးနဲ့ပြုံးတာ ပြုံးချင်ပါရဲ့ ဆဲနေပြီတော့ဒီပါလေးကိုပဲခုနကဒီလိုလေးကြိုက်ပေးပါတဲ့သူပြောရလဲဆိုကျွန်တော်ပြောရပါ သူကန်ချင်လို့ ဒီနေ့တင်ပါတယ်တင်မောကြီးပေါ်တက်သွားတော့ပါမယ် ဘိုင်ဘိုင် တက်တာပါဘယ်သူမှမလိုက်ခဲ့ပါနဲ့ဟုတ်လို့ဘယ်သူမှမလိုက်ခဲ့ပါနဲ့ဒီရဲ့ရုပ်ရအောင်ထူလာဒါပေါ်ညအိုးညဘက်ဆိုတော့လိုက်တင်က လိုက်တင်ကြောက် လိုက်တင်က ကိုးယောက်ကညာမှာရုံချင်းသိစင် အဲ့တော့ဟုတ်ပြီအဲ့ကျွန်တော်အရှိမတင်နဲ့အရှိမတင်ပါနဲ့တောင်းပါပါလေပေါ်တော့ Happy birthday ပါဘတ်တလေးကနေနေချင်းပြန်ရောက်လာတာပါညရဲ့မိချင်းပြောမိချင်းမိချင်းထားကိန်းလေးချထားလိုက်ပါဦးဘတ်တလေးကနေနေချင်းပြန်ရောက်ချလာပါတယ်ခင်ဗျာတောင်းမျိုးလို့ ဟေးအာသူ့မြင်လိုက်ရတာလုံးဝမထင်ထားဘူးပေါ့နော်ကျွန်တော်မှန်တိုင်းပြောလို့အရန်တတိယမိတယ်ပေါ့နော်သူ့ကိုသူသာရှိနေလို့ရှိရင်ကောင်းပါပဲဆိုပြီးတော့လေဒီတစ်တယ်ပေါ့နော်မထင်တာဘူးမလားရှင်ရှဲဘတ်ဒီလေးမှာကုမနီကတကယ်ကိုမှသူရအောင်လာခဲ့ပေးရပေါ့နော်နောက်နှစ်တောင်မဆောင်ဝင်နဲ့ဒီနှစ်ကိုရအောင်လာပေးရတဲ့အတွက်အရန်ကိုလည်းကျေးဇူးတင်တယ်အရန်လည်းချစ်ပါတယ်လို့ပြောချင်ပါတယ်ဗျာ သူပြောရင်ကျွန်တော်လည်းပြောတယ် တကယ်ကိုပြောတာတကယ်ကိုအရန်ကိုပြောနေတာဘယ်လိုပြောပြရမလဲတော့မသိဘူးပဲမနီကိုမရခဲ့လို့ခံစားရတယ် မနည်းကိုမရဘူးဗီတာမင်တော့ရပါ ရှမ်းအောင်မပေးချင်တဲ့တင်းရှိရမလား ရှိတယ်မရှိဘူးပေးတယ် မပေးချင်ဘူး မပေးတယ်ယူတယ်ပေးတယ်အရင်ပေးတယ် အခုမှလာမချောတဲ့နဲ့တော့ ဟုတ်တယ်မလာလိမ့် ရှမ်းတော်တော်ပြုံးနေနိုင်ပြီအခု ရှမ်းရွာတာဟုတ် ဟာ မင်းမစင်းတော့ တော့လွတ်လိုက်တော့အမေခဏလေးတော့အမေမကျင်တတ်တာလားတားနဲ့ညားတာကို စင်းတတ်ပါတယ်ဒီမှာဝလာလို့တိုက်ခိုင်းတာဆိုသားတို့တွေ့ဟုတ်လို့ပြပါနော် ဟုတ်တယ်မိဖ လွတ်လိုက်သူရတာပြီပဲအာ ရှမ်းလေးကိုတွေ့လားသူတို့မရနိုင်တဲ့ဘဝရဲ့ နော် မောင်လို့ရင်ခေါ်ရတယ်မောင်လို့ရင်ခေါ်ရတယ် မာ ကြာ ဘယ်လုံးနဲ့အိမ်အောင်ပဲလို့
မပြောရင်ထိုင်လို့ပြောနေတာဘာပြောနေရလဲဒါဆိုတန်တော့ဖန်နေချစ်တယ်မင်းရဲ့နှစ်ယောက်ပဲအမွားလေးလို့ချင်းတာလေးတရားရဲ့သမီးလေးတရား အမွားလေးမရရင်နှစ်ခါ လာကိုစစ်ခဲ့လား တူးရှင်ထဲမှာအရင်ကတည်းကရှိနေကြတာ အပြာလေးနည်းနည်းလောက်တည်နေသေးပါအချိန်ကိုစင်းခိုင်းတော့ တူးကြည့်ပါပြီတူးဟိုခါတော့ပြောသွားတယ် အရင်ပြောသွား အိုးဟုတ်ဟေးဟေးအာ ဟေး ရှာလေးอ่ะကွာကွန်မနီဟမ် ရှန်လေးရဲ့နောက်ဆုံးတော့အနမ်းလေးပေါ့နော် ဘာလို့နောက်ဆုံးလဲခုမှစတာလေခုမှစတာလေဗါလေ မမချအောင် ဟိုရေ ဗါလေကျွန်တော်လည်းရှာဖို့ကိုချစ်ပါရဲ့ကိုကြီးတဲ့အချူလေးပါ ဆက်ရလိုက်တော်လို့ပြပါလေစားဖက်အောင် ဟာရှက်လိုက်တာလိုက်စမ်းမဖတ်နဲ့ရှက်လိုက်တော့မဖတ်နဲ့ စားဖက်အောင် ချစ်စရာ Oh my god ဘယ်ရလဲလုံးဝမသိဘူးကြာ surprise ကြီးဘယ်တော့နဲ့အစီအစဉ်လားလဲကြိုက် ဟဲ့ကြိုက်တယ်မလား တယ်လူ အားလိုက်ထားပြီးလို့ရှိရင် ကွန်မနီပေးတဲ့ဗတ်ဒီနော် ကျွန်တော်ရဲ့ဘေးရမလေး အဲ့ဟာလေးမြင်ကြလားပြောပါဦးငါတော့တကယ်ပြောမောတော့မောပါဘူးထပ်ဖက်အဲ့ဒီဂရီဒီဦးဆိုရင်စိတ်ဆိုးမှာကွန်မနီကိုပေးပါတဲ့ပေးနိုင်မပေးနိုင်ဘူး Happy Happy Birthday ရှင်လေးခက်ညံ့ညံ့မယ်ဖြစ်ချင်တော့ ဟိုလေလူအဲ့တော့မနီး ဘယ် နဲ့ ချိန်ထိတို့ရှိနိုင်မလဲဆိုတော့ရဲတန်းပေါ့ ကိုလာမပြောနဲ့ခုမှဘာအောင်ပြဲတန်းပေါ့လေမသိဘူးလေ စာဟန် ဟုတ်တယ်ဘာတွေလောက်ရမလဲ ရှမ်ပီယံပဲလိုပါတယ် တို့တို့ညရတယ်မလိုက်ပါဘူးတော့ပြောဘယ်သူတို့ပြောဖို့ရတယ်တော့သူ့ရဲ့သူရဲ့ပေါ့အဲ့ကိုပြောရတယ် ရောက်သွားပြီအော် ဖိုင်အောင်ပါပြီးတော့စားနေစားမရှိဘူး ကိုရဲ့ကြီး ဟောပါလား ဒီကဟိုက စာကြည့်သေးပါ စာကြည့်သေးပါလားပါဘူး အဲ့လိုဖိုင်အောင်လေ မအောင်ပါ ဟောတော့လည်းပါတယ် ဟောပါတယ် အားစီမလာလားဟုတ်ပါဘူးဥပါပါ ဟိုလေကျေးဇူးများတင်ပါတယ်ကဲ အဲ့ မ ကြည့်လိုက်ကြတာဝါစားသူတို့ကြားနေတယ်မှာဒါဝါစားတယ်လေဒါမတွေ့ရဘူး လေးဘယ်နေအောင်လို့ရှင် ဒီတော်တော်ချစ်ပါဘူးနော်လိုလေးလည်းမသိဘူး တက်တက်ကြီး တကယ်စားမ ကြ ဘာလို့စားမရဘူးလိုက်ပြီအဲ့ရှင်လည်းမစားလိုက်နဲ့ ဝိကျော်လေးကြီးတာလေ DI ခွေဒီကနေ့ DI ခွေခွေနေခွေ ဒီကအတက်နေတာ တော့အကုန်လုံးတစ်ခါရဲတော့တစ်လုံးချင်းမလုံးနဲ့တော့ နေသွားပါတော့ နေမှုတော့အားနေ အဲ့နေရင်လည်းတိတ်တိတ်လေးနေပါနော်ရှစ်ရှင်လေးဟာတော့ တုံလောက်နော်ကျွန်တော်အကို ကျွန်တော်တောင်းပန်ပါတယ်ဒီနေ့ လုပ်ချင်တယ်လို့သာလုပ်ပါတော့သူရေမချုံးဘူးတဲ့နားမှမကတ်နဲ့တဲ့ ရှူရှူရှူ no ရှူ အာတေးပါပြီလို့ချန်လေး အဲ့လားလေးမှာဒါဘောကျွန်တော်သိရပါဘူး သူကုန်တည်ရ ကျွန်တော်သိရကျွန်တော်အတီးဆုံး ပလစ်နေရ ကပ်ပြမိအခါ ဒီလိုမျိုးတခါကြိုက်ပြီးပါနားတယ်ဖျားသွားတယ်ရောက်တာအိတ်ချင်ရတယ်မြေအိတ်ချင်ပြလိုက်မြေအိတ်ချင်တတ်ညံစင်ရောက်နေဒီမှာအေးတွေ့လားနားပါလေနားပါလေ
မှာကြည့်တာအဲ့ဒါကျွန်တော်တို့ကြည့်အောင်ညာအဲ့မနီအရန်ကဲထားရင်တော့ရှမ်းလေးပြော အဲ့လိုပဲ လို့ဖြစ်နေ ဘာလို့လဲပြောဘာလို့လဲပြောဒီမှာအလုပ်တွေစူးစမ်းနေတာလေစိတ်ချထားလို့မရဘူးလား တယောက်ကစူးစမ်းနေတယောက်ကကဲဦး အဲ့ ပဲ လိုစိတ်ချထားလို့မရဘူးလားပြောပြော ရရ ရရဘာလို့ကဲရလဲမအကုန်လုံးကတီးကုန်ပြီအကုန်လုံးတိုင်နေကြ သူရှိနေလို့မနဲ့အာယူပြီးစကားပြောနေရအာမရှိတော့တကယ်တော့ တကွက်ချုပ်တဲ့တကွက် ပြလိုက်နော်ဟုတ်တယ် အော် အားမရှိဘူးဆိုတော့အားတင်ပြီ ဟမ်ဘယ်လိုလဲ ဟောအားရှိတော့ပဲပြလိုက်လေးလို့ကပြောမှာ အာသွင်းပေးတာပြည့်ပြီလားတို့သေးလား ကြည့်ပါ ပြည့်ပါအာသွင်းနေမှတ်ထားနော်အာသွင်းနေတယ် မမောင်ပြီးယူတဲ့အာဟန်ဒီမှာ မမောင်ဖီကိုယူတယ်ဘာကိစ္စနဲ့မမောင်ဖီကိုယူမှာလဲပြောဘယ်သူယူမှာလဲလာပြီးတော့ဘေးမှာတယောက်လုံးရှိနေရတော့မှရှူလဲသေးရလား အဖဖုန်းကြီးရမြန်မှန် ဟုတ်ဘူးကွန်မန်ဒီကိုကြည့်ရမြန်မှာ 50ရရရမလို့ပြည့်သွားပြီတရား တကယ်ကြီးပြည့်သွားတယ်တော်အော်အတကား မင်းမင်းဝင်းဝင်း အတကားအဲ့ဒါဒီမှာအားရပြန်ရော့သွားပြီ အာ ပြလိုက်မယ်တိုက်ပိတ်လိုက်မယ် อืมကျွန်တော်ဖျားတော့မှပုံကိုကဲနောက်ပူစမ်းကြအေးတူလက်ကပူနေရငါတက် ငါတို့အိမ်ရောက်တယ်ငါတို့အပြင်ထားနေတာကြာကြာ သူကိုကိုဖျားနေပြီလို့ယူဆပြီးတူလက်ကိုကိုင်းရတော့မှတော့ပုံဖျားနေတယ်တနာပါဦးဟုတ်တယ်ပုံပြဟာ ပြောပါရဲ့ဒီမကောင်းတဲ့ကြားရလာရတာ အပြင်ပြန်အောင်စီးတော့ဟုတ်တော့အတင်းနောက်နောက် ကျွန်တော်ယူဆိုင်လိုက်တယ်ဒီကတော့ အဲ့ပုံ ဆက်တော့မနေ့မဆက်တော့ အဲ့ပုံမဲ့ကျွန်တော်သွားမယ်တိုင်းမပွင့်သွားတော့တော့ တိုက်ပြီးတော့မယ် စီးထိုးရမှာအရင်ကြောက်တယ် ကျွန်တော်လက်ကိုကိုင်းပြီးထိုးဆေးရပြောရတယ်ဟောအော်စီးထိုးတဲ့မူတီရမိုက်လိုက်တာ မပါတဲ့ခါလေးလောက်ရှူတင်ပြီးမလား လာကော ပြ လာကော ပြ အဲ့ယောက်ျားပဲလေတဲ့ဘာသာပေါင်းစုံနဲ့ခေါ်ခိုင်းခြင်းနေရလားဟလား ချက်ကြီးရလို့ခေါ် ထာကီယာ နေရောဘောလို့ခေါ်ကြည့် ယဘော ဝဲ ယဘော ဝဲ ထာကီယာယဘောချက်ကြီးရရောဘောအရန်ဂယုဆိုင်ထားတော့ကိုကပြန်လောက်ပြရမှာပေါ့နော်မိပါနော်ဆက်ပြောနေဘာမှမဂယုဆိုင်ဘူး ယူဆိုင်ပါရှန်တောင်ခုမဖြစ်တော့ မြေပါများပြီးယူသွားမယ်တဲ့ဟဲ့ ဟဲ့ချက်ချင်းနေကောင်းပါအင်းသားလေးဗျ ဟမ် ရအင်းသား ရိုင်းနာဗမာလိုပဲပြောမှပြောရင်တော့ ဟောကျွန်တော်ပြောကြည့်နာရဲ့နန်ကြားချင်းကူလို့ပြောကြည့် နာရဲ့နန်ကြားချင်းကူနာရဲ့နန်ကြားချင်းကူငါရဲ့ကောင်လေးတဲ့အဲ့တော့အာ ခေါ်ပြီးကျွေးလိုက်ကလေးတွေ တွေးလိုက် ချစ်လိုက်တော့တာ ဟမ်စိတ်ကောက်မလဲဆိုပြီးတော့စားကြိုက်တယ်ဆက်ဆက်ဆက် ကောက်တာကိုပဲပြစ်ပြောနေရပဲတကယ်ပြောသိလား မကြိုက်ဆုံးပြောရမလား ပြော ကလေးဘယ်နေရောက်လို့ချင်တာလဲမြောက်တဲ့ရှိရဲ့ချိန်မှာငါဟောင်းနေတဲ့တချင်က ချစ်သူရင်ပဲဒီလိုလေး ဒီ လား လိုမျိုးလား သူရမ်းတက်နေတယ်သူရမ်းတက်နေတယ်လောက်ကြပါဦးမမေမနီကိုပဲတောင်းမလို့ မနီကိုပေးပါလားဒါပေးအဘပေးခံမပါပါဘူး
ဘယ်မှာအားဝပေးလို့လဲတကားလုံး ပေးရတော့ကာမ ဖက်ခွင့်ပေးရအောင်ကျေးဇူးတင်ကျွန်တော်တို့ဖက်ခွင့်တကားလုံးမှာ သူဒီရေဝင်နဲ့ရောက်သွားတာကျေးဇူးတင်အောင် ဟုတ်တယ်ဒီပခုံးမော်မတော်လို့ခေါင်းလေးမိတာစားကျွန်တော်တို့မပါရတဲ့ဟာကို ပြန်ရိုက် မပြန်ရတာမဟုတ်ရိုက်တယ်အဆုံးထိရိုက်ပေးလိုက်တယ်ပြီးပြီးတော့ဆိုတိတ်တိတ်လေးဖြတ်ချပလိုက်တာအဲ့ခန်း အဲ့လို ဘောင်းဆိုကျွန်တော်တို့ကရီးစားမဖြစ်သေးလို့တဲ့အဲ့ခန်းမှာရီးစားလည်းဖြစ်ရဆက်လည်းတိမ်ရဘာမှမလုပ်လိုက်ရ ယူရိုမျောလင်းနေတဲ့ငါရောက်ပလန်နေရတယ်ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး ဘာကြီးလဲဘာလို့ဖြစ်မလာဘူးဖြစ်မလာဘူးတဲ့ မွေးပေးနိုင်ဘူးစိတ်မကောင်းဖြစ်သွားတော့စားနော်ဟုတ်ပြီနော်တဖြည်းဖြည်းပေါ့တဖြည်းဖြည်းပေါ့ ကိုဖုန်းနဲ့ရိုက်လိုက်မယ်ဒီညအဲ့နော်ကျွန်တော်ဖုန်းနဲ့ရိုက်လိုက်မယ်ကင်မရာထောင်ပြီးတော့နေရာတဲ့ extra ပေါ့ clip ပေါ့မိုက်စားလေးတစ်ခု extra tip မွေးပေးမယ်ပေါ့တဲ့မွေးပေးလိုက်ပါတဲ့ကောက်ပြီးတဲ့ company တရားစင်မွေးအဲ့လောက်ကြီး တည်တော့မှာပေါ့